အားလုံးပဲတက်တော့ပေါ်မှာရှိနေကြတဲ့ဒူးလီဝါသနာချင်းညီကိုတငယ်ချင်းကိုမရီအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်တော့ကိုချိုပဲဖြစ်ပါတယ်အခုကျွန်တော်ဒီဗီဒီယိုပိုင်းကိုလိုက်လွှင့်ရခြင်းမှာ line ပေါ်မှာဒူးလီနဲ့ပတ်သက်ပြီးလိန်နေညာတွေခံနေမိပါတယ်တစ်ချိန်တစ်ခါမှမဟုတ်ဘူးသေးပါပေါက်သွားရင်ဂတိတီပါမဲ့လူမျိုးကျွန်တော်ဘက်ကနေပြီးဒီ live show လေးကိုလိုက်လွှင့်ရခြင်းအကြောင်းဖြစ်တယ်ဒီညကလည်းကျွန်တော် live show လင်းတာနဲ့နောက်ကျသွားတယ်ဘာကြောင့်လဲဆိုတော့အခုကျွန်တော်ဒီညနေ၄နိုင်ခွဲစီမှာကျွန်တော်အောင်မြင်ခဲ့တဲ့လူတွေကကျွန်တော်အခုဟုတ်လားမြန်မာစံတော်ချိန်9နာရီ7ဟုတ်လားညနေမှကျွန်တော်မိုးချုပ်ခံထဲမှာကျွန်တော်လွှဲကြတဲ့လူတွေတအားများတယ်များတဲ့အတွက်ကြောင့်မလို့အခုကျွန်တော်19ရက်3လ2025ဗုဒ္ဓဦးနေ့မနက်7:10မိနစ်နဲ့4နိုင်ခွဲတိမှာကျွန်တော်ကိုယ်တိုင်ကနေခဲရှစ်ပြီးတော့ရထားတဲ့ကဏ္ဍတစ်ခွက်တွေကိုကျွန်တော်လူကြီးရေအယောက်30ကိုကျွန်တော်ကူညီပေးမယ်လုံကြီးပါတယ်ပေါက်ရှင်ပါတယ်ပေါက်သွားရင်ဂရိတီပါမယ်လူများကကျွန်တော်ဖုန်းနံပါတ်ကိုတိုက်ရိုက်ခေါ်ဆိုပေးပါခေါ်ဆိုမယ့်ဖုန်းနံပါတ်က686262115ဆိုတော့ဖုန်းနံပါတ်ကိုတိုက်ရိုက်ခေါ်ဆိုပေးပါခင်ဗျကျွန်တော်နောက်တစ်ခေါက်ပြန်လည်းပြောကြပေးမယ်686262115ဆိုတော့ဖုန်းနံပါတ်ကိုတိုက်ရိုက်ခေါ်ဆိုပေးပါပေါက်သွားရင်ဂရိတီပါမယ်လူများကကျွန်တော်ရဲ့လက်ကလေးကိုအပေါင်းလေးနဲ့အသေးလေးပဲကော်ပီလေးများယူပေးပါခင်ဗျအားလုံးပဲတက်တော့မှရှိနေကြကိုရီမတွေအားလုံးပဲချွန်လန်းချမ်းမြေ့ကြပါစေကျွန်တော်နာမည်ကတော့ကိုချိုပဲဖြစ်ပါတယ်ခင်ဗျ